မင်္ဂလာပါဗျဒီနေ့ကတော့part 2လေးပေါ့နော်အင်္ဂုလီ refugee တွေရဲ့ part 2လေးပေါ့အင်္ဂုလီ refugee တွေရဲ့ part 2လေးပေါ့နော်ဒါတကယ်ကျွန်တော်ရဲ့ကိုယ်တွေအဖြစ်ပြက်ကိုယ်တွေအကြုံနဲ့ကျွန်တော်ပြောပြမှာပါနော်ကိုယ်တွေအဖြစ်ပြက်ကလေးကျွန်တော်နယူးဇီလန်ကိုရောက်သွားတော့ overseas student ပေါ့ဗျာနော်တယောက်တည်းကိုယ့်အကိုသွားတာဘယ်ဗမာကူညီမှမဟုတ်နေတော့ backpacker မှာနေပြီးတော့မှကျွန်တော်ကြောင်းလာ accommodation ရပြည်နေတယ်ထားလိုက်ပါအဲ့ဒါနော်အဲ့မှာနေနဲ့ကျွန်တော်တွေ့ရှိရဘာဖြစ်လို့ကျွန်တော်ဘုန်းကြီးတွေပါပြောလဲဆိုတော့တချို့ကကျုံနာမည်တတ်မပြောဘူးဒါပေမဲ့သိတယ်ခင်ဗျားတို့ဘုန်းကြီးနဲ့ကတ်လိုက်လာကပ်ပီယာဆိုပြီးတော့ refugee ရှောက်ဒီ Australia မှာတော့ရှိတယ်လောလောလတ်လတ်လောက်ထားတဲ့လူလောလောလတ်လတ်မကြသေးဘူးနှစ်ပိုင်း400မှာဒေါ်လာရေးကြီးမစခင်ကရောက်လာပြီးတော့အခုနောက်ဆုံးပေါ်ဒေါ်လာရေးမှာတခါလေလေးကြုံလိုက်စီးလိုက်တယ်ဘုံကြီးနဲ့ကပ်ပီယာလိုက်လာဗမာပြည်မှာလဲခိုးရတဲ့ပိုက်ဆံတွေကအပြည့်နဲ့အဲ့လူကဘုံကြီးနဲ့ကပ်လိုက်လာပြီးတော့refugee ရှောက်လိုက်တယ်အဲ့လိုမျိုး refugee တွေအထူးတစ်ဖြင့်စောက်ရှက်မရှိတဲ့ဟာဘာသာရေးကိုအကြောင်းပြအဲ့ဘုံကြီးတွေကလည်းမသိဘူးလားသိတယ်တချို့ဘုံကြီးတွေကဒီ information passing on လုပ်တဲ့ adapter တဘောမျိုးပဲသူတို့ကလုပ်နေတာဘုံကြီးတိုင်းကိုကြုတ်ပြောအောင်နော်ဒါကြုတ်တွေ့ရှိတာညင်းကျင်တဲ့ကောင်လာညင်းလို့ရတယ် comment ဖွင့်ပေးတာလာညင်းကျုပ် by name နဲ့တက်ပြီးတော့ပြောလိုက်ဘသူဆိုပြီးတော့ကြားလားပြီးတော့တာယာပဲတချို့ကဘုန်းကြီးဝတ်ကြီးနဲ့လစ်လာပြီး refugee ဆိုပြီးဒီရောက်တော့မှဘုန်းကြီးဝတ်ကြီးကိုချွတ်အဲ့လိုရေးသားခုအချောင်လိုက်နော်အဲ့မှာဆက်ပြောရမယ်စကားပြတ်သွားနယူးဇီလန်မှာလေပြိုင်ကြီး2စီးနဲ့အစိုးရသွားခေါ်လာယိုရီးယားနဲ့ဇက်က refugee လေးနယူးဇီလန်နဲ့ရောက်ကွန်ထုံစံတိုင်းစောက်ပြဿနာလေးတက်ပါလေရောဗျာမင်းကအတူငါအစစ်စောက်ပြဿနာလေးကြီးကျက်တက်ကုန်မင်းကrefugee camp ထဲမှာစည်ရင်းမဲ့တွင်ထားတာဘယ်မှာဆိုင်ရှိတယ်ဘယ်မှာဆိုင်ပွင့်နေနေရဟုတ်ပါတယ်တချို့တွေကကျုပ်တွေ့တယ်စိန်တွဲလက်ရွှေတွဲလက်တွေနဲ့ refugee တွေတွေ့ခဲ့ရမျက်မြင်ကိုတွေ့တာနော်တချို့ကြတော့လဲပါလဲဆိုတော့အခုကျွန်တော်ကိုတွေ့နော်အဲ့my refugee နဲ့ရောက်လာနယူးဇီလန်
တချို့လေကနေဂျပန်ကနေလာတယ်မပြောလို့တော့ပိုင်နေဘူးနော်မကျေနပ်လာပြီး comment လုပ်လို့ရတယ်အဲ့ကြမှာငါနာမည်နဲ့တက်ပြောနော်ဘာပြီးရောတချို့ကြတော့အဲ့မှာ cancer ဘာညာဖြစ်တယ်ဆိုပြီးနေမကောင်းမို့ဗျာဖြစ်တယ်ဆိုပြီးတော့ဒီကဩစတြေးလျကဒါကိုတွေဖြစ်ဖြစ်တော့အမှန်ပြောနေတာကျုပ်လွတ်ဆက်မဟုတ်ဘူးအနာရှိတဲ့လူတော့စက်လိမ့်မယ်နော်ရောက်လာတယ်ရောက်လာပြီးလို့ရှိရောဒီကဩစတြေးလျကဟာကင်ဆာယောဂါကြီးနဲ့ဆိုတော့ဒါနောက် state ကလည်းတော်တော်မြင့်နေဆိုတော့ကဲဘာလို့ချင်းနဲ့ဘာညာဆိုပြီးတော့ခွင့်ရေးပေးတာပေါ့ဗျာဆွေမျိုးသားချင်းတွေ့ချင်းဆိုအဲ့မှာကားစင်တွေပါတယ်ရောက်လာကြတယောက်ကတော့အစိုးရအလုပ်လုပ်ပြန်သွားတယ်ကျန်တဲ့တယောက်က refugee ခံလိုက်တယ်ဘလို့ခံလဲဆိုတော့အဲ့ refugee တယောက်ကဂျပန်မှာဝါလုံးနဲ့အလုပ်လုပ်တယ် overstay နဲ့အလုပ်လုပ်သောက်စားမှုရစ်ပြီးတော့စောက်ပြဿနာလေးတက်ရန်ပြစ်ကြတယ်ဟိုကောင်တစ်ဖက်ကကောင်ပလင်ဘာနဲ့လမီရိုက်တယ်ဒီမှာစောက်ခွက်ကွဲသွားတယ်မပြီးပြန်သွားတယ်ဒီယိုမလာခင်သူကပလင်လောက်ထားတာတယောက်တည်းသပိတ်သွားမောက်နေတာအင်းစိန်ထောင်ရှေ့မှာအဲ့ဓာတ်ပုံတွေအကုန်ယူလာတယ်သူပြန်လို့မရပါဘူးဒီဟာမျက်နှာကြီးကကွဲနေတာစစ်တပ်ကသူ့ရိုက်ထားတာပါဆိုပြီးတော့အဲ့လိုရှောက်ပြီးတော့အင်္ဂုလိရှောက်ပြီးတော့မပြန်မဲ့နေလိုက်အဲ့ကြောင့်ကျုပ်မှတ်မိတယ်ကျုပ်ဩစတြေးလျကိုလောအကြာကြီးနေတုန်းကနယူးဇီလန်မသွားခင်ဩစတြေးလျကိုကျုပ်ဗီဇာလျှောက်တယ်ကျောင်းတက်ဖို့ဘာပြောလဲဆိုအင်တာဗျူးမှာမင်းတို့လေအားလဲကျောင်းလို့အကြောင်းပြပြီးလို့ရှိရင်တဲဝင်သွားပြီးဘယ်တော့မှပြန်မတွေ့ဘူးဆိုတော့ तू ပြောတဲ့စကားမှန်တယ်ဗျာကျုပ်တကယ်ရောက်တော့မှတွေ့ရတာမှန်တယ်ဗျာမှန်တယ်ကျုပ်အဲ့နယူးဇီလန်မှာနေတော့ကလဲတချို့လေဆိုဘာပြောလဲဆိုတော့ဟာတဲ့ခင်ဗျားတဲ့ refugee ရှောက်လိုက်လေအဲ့တော့ပေးတဲ့ကြောင်းပေးထားတဲ့ပတ်စံတွေအကုန်ပြန်ထုတ်လို့ရတယ်အစိုးရစိတ်နဲ့အလကားတက်လို့ရဒီလိုလုပ်တဲ့ကောင်တွေတဘုံကြီးပြကျွန်တော်သိတယ်စောက်ချက်မရှိနောက်လူလေရဲ့တကယ်ကြောင်းလာတက်ချင်နေတဲ့လူလေရဲ့တကားပေါက်ပိတ်ကိုကြိုးကြည့်အဲ့ဒါကြောင့်ကျွန်တော်ပြောတာအင်ဂူလီ refugee တွေဘလောက်စောက်ကျင်မကောင်းလဲဆိုတာပြောပြပြီးလို့ရှိရင်သူတို့ကဒီမှာနိုင်ငံသားတွေဘာတွေရသွားပြီးလို့ရှိရင်ဗမာပြည်ပြန်မယ်စကီလေးတွေသွားဆွဲမယ်စောက်ရှက်မရှိစောက်ရှက်မရှိတဲ့ဟာတွေကျွန်တော်ကိုယ်တိုင်ခံခဲ့ရတယ်အဲ့အင်္ဂုလိ refugee ပဲကျွန်တော်ချသွားတာဖင်ချသွားကျွန်တော်ဘွားဖင်ချသွားတနာလို့ကိုဗမာချင်းချင်းဆိုပြီးတော့နာမည်တော့မပြောလို့ပါပတ်သက်ရပတ်သက်ကြောင်းနဲ့သိတယ်ဗမာချင်းချင်းဆိုတော့ယူလိုက်တာအင်္ဂုလိ refugee မှမသိဘဲနဲ့ယူလိုက်မေးတယ်မယူခင်ကတည်းကကျွန်တော်ပြတ်သားမေးတယ်မင်းကအင်္ဂုလိ refugee လားလို့မင်းကအင်္ဂုလိ refugee ဆိုငါနဲ့မပတ်သက်နဲ့တော့
ဘာဖြစ်လို့ဆိုတော့ attitude လေးကိုမကြိုက်တနေ့နေတော့ tax return လုပ်တဲ့အခါကျတော့အဲ့တော့မှအစိုးရစီကနေပြီးတော့ကျောင်းတက်ဖို့ပတ်စံယူထားတဲ့အကျွေးတွေရှိနေဆိုတော့သိရတယ်အဲ့တော့မှကျုပ်ကခမရ international student ဆိုကျုပ်လိုမျိုး international student နဲ့ scale migrant ရှောက်ထားတဲ့လူဆိုကျုပ် scale migrant New Zealand မမေးလို့ရပထမဦးဆုံးကျောင်းသားရောက်လာကျုပ်စီလာပြီးတော့ interview တဲ့ကောင်တွေတပုံကြီးပဲပြီးတော့လည်းထုံးစံတိုင်းပေါ့ဗမာလေးစောက်ကျင့်ပေါ့ရိုက်စားလေးလို့တော့ပေါ့ကျောင်း New Zealand မှာကျောင်းရဖို့ဘာဖို့ညာဖို့အခုကျွန်တော်တွေ့နေပါတယ် line ပုံတွေပါအများကြီးနော်ကျုပ်ရောက်တဲ့ချက်ကျုပ်တော့ဗာပြောလဲဆိုတော့ဒီကောင်စစ်တပ်စပိုင်လားမသိဘူးလေဒီကောင်နဲ့ဝေးနေတယ်အစိုးရအဲ့တော့ကျုပ်နဲ့ဆရာဝန်နဲ့2ယောက်နော်ကိုအေးစစ်လာတာသူတို့လေအဲ့ရလေးပဲသူတို့နဲ့မတူလို့ရှိရင်ဒါလိုက်သူတို့အခုလိုမျိုးပေါ့နီမနီလို့ရှိရင်ဘောမတဲ့ကောင်ကလည်းဘောမမိုက်နီခေါင်းမရှိကြတယ်လူအဲ့ဒါကြောင့်ခမရတို့သိချင်းစိုးနဲ့သိကြဟိုဘက်ကောဒီဘက်ကောဘာမှဖြစ်လာမှာပေါ့သိချင်းစိုးနဲ့သိကြအဲ့ဒီလိုဖြစ်လေအင်္ဂုလိ refugee တွေကြိုက်တယ်။ခုနစကားပြတ်သွားတယ်။အဆောက်ကျွေးဒေါ်လာ4000ကျော်ကျုပ်ကရှင်းရတယ်။အဲကြောင့်ကျုပ်ပြောလိုက်တယ်။နောက်ဆိုလို့ရှိရင်ဩစတြေးလျမှာမိမယူတဲ့လူတွေအားလုံးကိုကျုပ်တတိပေးရမယ်လို့။ဆောက်ကျွေးရှိလားလို့အရင်မေးလို့။နောက်မို့လို့ရှိရင်ဆောက်ကျွေးရှင်းနေရမယ်။တဲ့နဲ့တကုံချမ်းနဲ့ဝင်းနဲ့မနေခဲ့ဘူးစောက်ရှက်မရှိဘူးစောက်ပြင်းသူတို့ရဲ့ attitude တွေကဘလို့ easy to get in ဘလို့ easy to make money So I tried it out. All I had to do was drop in my lyrics and then hit the magic wand in the style section. ဒါပဲသူတို့ကောင်းတဲ့မှာရှိအခုလိုမျိုးဒုက္ခဖြစ်နေတဲ့တကယ် refugee တွေပြန်ထောက်ပံ့ဖို့ကောင်းတဲ့မှာမရှိဘူးစောက်ရှိုးလေးလုံးမယ်စောက်ကြွားလေးလုံးမိမိအရေးချင်းရှိလားဆိုတော့မိမိအရေးချင်းနဲ့မဟုတ်ပါဘူးသူများအရေးချင်းတွေသူများလေတကယ် revolution လုပ်တဲ့အရေးချင်းတွေကိုချနေပြီရောအဲ့တဒီဘလောက်အဲ့တချို့နာမည်တော့မပြောဘူးနော်ကျွန်တော်မကျေနပ်ရင် comment မှာလာတော့ရင်ကျုပ်မိုင်း by name နဲ့ပြောမယ်တချို့ကဘယ်လိုလုပ်လဲဆိုတော့အင်္ဂုလိ refugee ရအောင်လေပြန်နဲ့လာတယ်အလဲလာတယ်လာပြီးလို့ရှိရင်အဲ့ခုန star stone ပြောတယ်လို့မျိုး story တွေရေးခိုင်းတယ်အဲ့လူကရေးတယ်ရေးပြီးလို့ရှိရင်ရဝအောင်ဟိုလူဒီမဟိုမှာဟိုနာလိုက်ကတ်ဒီနာလိုက်ကတ်ပြီးတော့ထောက်ခံစာလေးယူရဝပြီးတော့နှစ်နှစ်သုံးနှစ်နောက်နေဘောကမတိုးတက်တယ်စုပ်ပြတ်သားနေရပဲနော်တချို့ဆိုလို့ရှိရင်တပတ်180ဆိုတဲ့အခန်းကြီးလေးထဲမှာစုပ်ပြတ်သားနေတဲ့ရက်ကွက်မှာနေရလူလိုသူလိုလည်းဖြစ်လည်းပြရောအဲ့မှာစုပ်ပြတ်သားနေရပဲဟိုကောင်ကလှုပ်ပေးထားတယ်ဆိုပြီးတော့အဲ့လိုမျိုးတွေပေါ့နော်လှုပ်ပေးရတဲ့ကောင်တွေကဘာမှတနေ့နှစ်နှစ်သုံးနှစ်တဘာမှစောက်ဆန်နေလည်းမရှိတဲ့အခါကျတော့နောက်ထပ်သူတို့ကhow to make money ဆိုတဲ့လိုက်ရှာ
နွားပေါ့ဗျာနွားလိုက်ရှာကျွန်တော်ရှက်မရှိပါဘူးပြောပြမယ်အဲ့နွားထဲမှာကျွန်တော်လည်းတကောင်ပါသွားတယ်ခင်ဗျားတို့အဲ့ဒါကြောင့်ကျွန်တော်လုံးဝအဲ့အင်ဂူလီ refugee တွေဒီကောင်လေးကဘလောက်စောက်ကျင်မကောင်းတဲ့ကောင်နေတယ်ဆိုသူများလေးလိုက်နေပြီးသူတို့ဘဝကိုကြိုးစားသွားတာကျုပ်တို့ခမရတို့လို့တေးသေးချာချာပင်ပန်းပန်းနဲ့အလုပ်လုပ်ပြီးတကယ်ကို live ကိုကြိုးတက်လာကြိုးစားလာတဲ့ကောင်လို့မဟုတ်ကျုပ်တို့ခမရတို့မှန်မှန်ကန်ကန်ကျုပ်ဆို ski migrant ရှောက်လာတဲ့ကောင်ဆိုလို့ရှိရင်ကျုပ်တို့ဆို IELTS ဖြေရတယ်ကျောင်းဝင်လို့ရှိရင်လည်း IELTS ဖြေရတယ်ရှောက်တုံးကလည်း IELTS ဖြေရတယ်ဘလောက်အမှတ်ပြင်းနေ IELTS မအောင်လို့ရှိရင်လုံးဝမရအောင်စားသည်ဖြင့်ကျုပ်တို့ပင်ပန်းလှုပ်လာခဲ့ရတကယ် IELTS ဖြေဘူးတဲ့ကောင်တွေလည်းသိမှာနော်ပြီးလို့ရှိရင်တချို့ကလည်းသားသမီးတွေရှိရင်သားသမီးတွေ refugee တွေရသားသမီးတွေခေါ်ကျောင်းမှာတမန်မှာသားသမီးတွေရှိပါတယ်အဲသားသမီးတွေ Friday ရောက်လာကြတယ်ပြီးလို့ရှိရင်ကျောင်းလေးတက်အဲကျောင်းတက်တဲ့ဈေးတွေကဘယ်ပဲပတ်စံနဲ့လာအစိုးရပေးတာအဲအစိုးရဘယ်ကလာကျုပ်တို့ခမရတို့ပင်ပန်းလှုပ်ထားတဲ့ပိုက်ဆံတွေအခွန်ပေးထားတဲ့ပိုက်ဆံနဲ့တဲ့ဒီနမဆောင်တွေသားသမီးတွေမျိုးစုမျိုးတွေအကုန်လုံးကမျိုးစို့ပြီးတော့ပြီးတော့စောက်ကြီးစောက်ကျယ်တွေနဲ့အဲ့တော့အဲ့အင်ဂူလီ refugee ရှက်တိုင်းအဲ့မှာလဲသိတချို့ဆိုလို့ရှိရင် New Zealand မှာကျွန်တော်တွေ့တယ်အဲ့လိုစားဆုံးပြောတယ်လို့မျိုး story တွေလိုက်ရေးခိုင်းတာဟိုက interview လုပ်တဲ့ကောင်ကအဲ့ story ရေးထားတဲ့လမ်းကြောင်းတိုင်းမှာတကယ်ကိုအဲ့ကောင်ကအပြူကောင်ကအဲ့ data တွေမှာသူနေခဲ့တာအဲ့ story ဝယ်တဲ့ကောင်ကအဲ့နေရာတစ်ခါမှမရောက်ဘူးတခါတည်းကြောက်ပြန်ခိုင်းတော့ဘယ်ရမယ်ဘယ်ပြန်မလဲခုနကကျွန်တော်ပြောတဲ့လေပြန်နဲ့ပါလာတဲ့ refugee တွေတဲ့ဆော်လီသွားရှာပြီးကောက်ခဲညောက်တော့ယူရဲ့လောက်ပါလေရောကိုရီချင်ပါစောက်တပြားမှမရှိဘဲနဲ့ပြီးလို့ရှိရင်ထောင်းနဲ့အဲ့ကောင်လေးပြောတာနော်မကြည့်တဲ့ comment မှာလာရေးအဲ့ကောင်လေးနော်မင်းတို့ငါ by name နဲ့ပြန်ပြောလိုက်မယ်အဲ့ကြလို့ရှိရင်ကြားလား okay ပါအဲ့ကြောင့်ကျုပ်ဖုန်းကြီးလေးကိုလည်းဘာဖြစ်လို့ကျုပ်ဘာလို့ပြောရလဲဆိုတဲ့ဥစ္စာတွေခင်ဗျားတို့သဘောပေါက်အောင်နော်ဖုန်းကြီးကပ်ပီယာဆိုပြီးတော့ဟာလေးနဲ့ဘယ်နှယောက်ကျုပ်တွေ့ခဲ့ရလဲဆိုမြင်တွေ့ခဲ့ရလဲဆိုနာမည်တော့မတတ်ပါအဲ့ဒါပြောပြNUG ကိုမယုံနဲ့လို့ကျွန်တော် sorry ရဘာဖြစ်လို့ပြောခဲ့တယ်ဆိုတော့အဲကျွန်တော်ပြောတဲ့အခု Star Stone စာဆွဲထုတ်လိုက်တယ်လို့ပဲ fake refugee ဆိုတဲ့ဟာဆွဲထုတ်လိုက်လို့အဲ့ဒါလည်း one of the thing ပါတယ်ကျွန်တော်မပြောချင်ဟုတ်ကဲ့နော်အဲ့ NUG ကငကိုတွေကယုံစရာအကြောင်းမရှိဘူးဒါခင်ဗျားတို့ခမင်းစားပြီးတော့အုံနောက်ရှိတဲ့လူတွေးမယ်ဆိုရင်ပေါ့နော်အဲ့တော့ NUG ထဲမှာ spy ဘယ်နှယောက်ပါတယ်ဆိုတော့မသိဘူးအဲ့ဒါလီယာမှာအားလာလုံးနေကြလုံးနေနော်အခုဒီကိစ္စမျိုးကပွဲကြည့်လာပြီဆိုတော့သူတို့သိတယ်သိတော့အပြင်ကနေပြီးတော့နိုင်ငံခြားမှာထိမ့်မှုလူတယ်ထိမ့်ကြောင်းမှုနော်အဲ့ရောသူတို့မင်းတို့ခေါ်တယ်အုံနောက်ကရန်နေသေးတယ်တလားအုံနောက်လေးနည်းနည်းကြည့်အောင်လုပ်ကြနော်ဘာဆဲလို့ဘလို့ထွက်လာအတိုင်းဗမာပြန်တယ်အိမ်မွေးခွေးပါမကြံပါတယ်စိန်ဒုတ်တွေနဲ့လိုင်းပေါ်မှာရောင်းနေကြတယ်နော်အဲ့တော့မင်းတို့ကောင်းလေအဲ့ဥစ္စာကြီးက energy ထဲမှာရောက်နောက် man pet ဝင်ပဲဆိုပြီးတော့ပိဿာနေကောက်တယ် man pet တော့မသိ woman pet ဖြစ်သွားတယ် man pet ကနေ woman pet ဖြစ်သွားရာဒီလိုင်းကတ်တဲ့ woman pet ဖြစ်သွားတယ်
ဆိုင်နီကလာနေနဲ့အမေရိကမှာဟာလားအေးရဘယ်နှလုံးလဲနှလုံးဟာလားဟာ refugee နဲ့လာတယ်အဲ့ကြောင့်တဲ့မလားအေးနော်တချိန်တော့ဆိုလဲစုကြည်ပြေးနာကပ်ပြီးတော့အဲ့ဒါပဲညနေနဲ့အုံနောက်တွေအဲ့ဒါလည်းထားလိုက်တော့လူရင်းမရောက်ဖြစ်သွားအဲ့တော့ဇလန်ပြောပြမယ်ဆက်မယ်နယူးဇီလန်မှာဟိုရင်တော့ကတင်မော်တစီတောင်းတင်နေဗျတောင်းတင်တော့အဲ့တင်မော်ကလူတွေအားလုံးလာခဲ့တာပေါ့နယူးဇီလန်ခဲ့တဲ့ခါကျတော့အဲ့အချိန်မှာဘလို့တောင်းတင်နေပါလဲ investigation လုပ်ကြတဲ့ခါကျတော့အဲ့တဲမှာညမပါတယ်ဗျအဲ့တင်မော်မှာအဲ့မြန်မာတွေကပြောပြတာပေါ့နော်ဘလို့တောင်းတင်နေပါညာပြောပြပြီးတော့ထုံးစံတိုင်းပေါ့ဗျာမြန်မာပြည်6ပြားတစ်ပဲပဲရတာတင်မောသားတွေအသိရမှာအဲ့6ပြားတစ်ပဲပဲရတယ်ဆိုတော့လာကရပါတီးသွားသူတို့က New Zealand 5ပေးတာပေါ့သူတို့လာက standard လာက New Zealand standard လာကလိုမျိုးရအောင်ဆို5ပေးပတ်စံတွေအလုံးလိုက်ခဲလိုက်ရသွားနော်အဲ့တော့ New Zealand standard နဲ့5ပေးလိုက်တော့ပတ်စံတွေအလုံးလိုက်ခဲလိုက်ရအောင်ရသွားတော့အဲ့မှာသူတို့ကရပြီးသွားရပြီးသွားနိုင်ငံသားလက်ခံကြတော့ကျွန်တော်ကျမပြန်လို့မရတော့ဘူးတဲ့ကျမမပါဘူးကျွန်တော်တွေပြန်လို့မရပါဘူးဆိုပြီးတော့ refugee ခံလိုက်အောင် refugee asylum seeker အတူတူပါပဲဒုက္ခတယ်ပေါ့ဗျာပြန်လို့မရပါဘူးဆိုပြီးခံလိုက်အောင်နော်အဲ့ဒီဟာတယောက်ကိုပြီးခဲ့တဲ့နှစ်ကဒီမှာတွေ့တယ်ဗျလူတယောက်ကကျွန်တော်မိတ်ဆက်ပြီတယောက်ကမိတ်ဆက်လူလို့တော့မပြောလို့တယောက်ကမိတ်ဆက်ပေးတယ်နော်တယောက်ကမိတ်ဆက်ပေးတယ်ဟာသူလဲနယူးဇီလန်လာတာပဲတဲ့ဟာသူလဲတင်မောတာပဲတဲ့သူကယာထူးပြောပြ high ranking ပေါ့ကျွန်တော်အဲ့နာမည်ကြားလိုက်တာနဲ့သိသွားတယ်အဲ့တော့ကျွန်တော်နယူးဇီလန်မှာနေကြတဲ့အဲ့နာမည်သိပြီးသားကြားပြီးသားမသိကြအောင်ဆောင်လိုက်တယ်one of the တင်မောကခုန်ကြတဲ့ကောင်နောက်တစ်ယောက်ကကြတော့အဲ့ refugee in ထူထားတဲ့ကောင်ကနယူးဇီလန်မှာပတ်စကားမောင်းအဲ့စင်အဲ့ရနေမှစစ်တပ်နဲ့ပြန်ချိတ်ချက်ပြီးတော့မြန်မာပြည်မှာအခုကောင်းစားနေတယ်ဗျာစောက်ရမ်းချမ်းသာနေအဲ့ဒါကြောင့်ကျုပ်အင်ဂူလီ refugee တွေဟိုတနေ့က Star Stone ဆွဲထုတ်လိုက်လို့ပြောပြအခုချိန်ထိအဲ့အင်ဂူလီ refugee ကစစ်တပ်နဲ့ပေါင်းပြီးတော့လှုပ်ရှားနေစောက်ရမ်းချမ်းသာနေတယ်ဗမာပြည်မှာ New Zealand မှာလည်းသူအရာ million at least 3 million လောက်တန်ဘာစောက်ရည်ခြင်းမှမရှိဘဲနဲ့ဟိုခုန်ဒီခုန်ရင်းနဲ့အဲ့ကြောင့်ရှက်တိုင်းဖေးကြတော့ NUG ကိုလည်းမယုံနဲ့တို့ကျုပ်အစိုးရအော်လွန်ခဲ့တဲ့4လလောက်ကကျုပ်မနေနိုင်တော့ထပ်ပြီးတော့တတိပေးရပြီဒါပေမဲ့ခင်ဗျားတို့ပိန်တော့ခံပေါ့ဗျာဒါတော့ပိန်တော့နော်အစိုးရကျွန်တော်အော်ရတယ် NUG အောက်ကနေတွက် NUG အောက်ထဲမဝင်တဲ့လူတွေအားလုံးအေးနဲ့ပေါင်းပါလို့ကျွန်တော်ပြောထားတယ်ပြီးတော့ပြန်ပြီးတော့ sweep ပြန်လုပ်ပဲ regrouping ပြန်လုပ်ဒီနည်းပဲရှိတယ် NUG အောက်ရောက်ခင်ဗျားတို့အကုန်သိမယ် NUG အောက်မှာလုံနေတဲ့ကောင်တွေလည်းခင်ဗျားတို့အမိုက်တွေအကုန်ရှင်းမှာမပူနဲ့နော်ခင်ဗျားတို့အဲ့လောက်အုံတော့မသွားရင်လည်းကျုပ်မရှင်းပြနိုင်တော့အဲ့ဟာလေးရှင်းနဲ့မရှင်းပြချင်တော့မောသွားပြီနော် anyway အခုက refugee အကြောင်းပဲပြောတာအဲ့ဒါကြောင့်အင်္ဂုလိ refugee တွေကဘလောက် selfish နော်အဲ့ဒါတွေမကသေးဘူးအင်္ဂုလိ refugee ကဘလောက်အင်းနေဆို
ပိုက်ဆံနဲ့ပတ်သက်လာမလွယ်ဘူးလူတိုင်းကတော့ Inguri refugee ရဲ့တော့မဟုတ်လူတိုင်းကတော့ပိုက်ဆံနဲ့ပတ်သက်မလွယ်ဒါပေမဲ့ Inguri မှာ10ယောက်မှာ9ယောက်9.9999အဲ့ဒါပြောချင်ဒီကောင်လေးကလူမဟုတ်ဘူးဗျလူစိတ်မရှိအဲ့ဒါကြောင့်ကျွန်တော်ဘုန်းကြီးတွေလည်းပြောလူစိတ်ရှိအောင်သင်ပေးရဒီကောင်လေးဘုန်းကြီးတွေကိုလည်းကျွန်တော်ပို့တယ်စာအုပ်အဲ့စာအုပ်ရှာပြီးတော့ဖတ်ကြည့်ပါအဲ့စာအုပ်တွေအတိုင်းအခုနောက်မှတင်ပေးလိုက်မယ်အဲ့စာအုပ်အဲ့ဒါအရေးကြီးတယ်ဘုရားရုပ်ထုချစ်ခိုးနေတော့အလကားပဲနော်ဘုရားသူ့ချစ်ခိုးပါလို့လည်းမပြောပါဘူးအခုက line ပေါ်မှာတွေ့နေရတာဘုရားခိုင်းနေသူကလည်းသူငါနဲ့ငါအပြိုင်ပဲသူကပိုတိငါပိုတိတော့ကိုချင်းစားဘာညာကွိကွာអော်နေကြပြီးတော့စားတော့သူများလေရဲ့အသက်တွေစားပြီးတော့ကိုချင်းစားတယ်ဩတတဝါလေးမှာ feeling မရှိတော့မပြောလို့တော့ဗဒါကန္နာဒီကန္နာနောက်မှထားတယ်โอเคအဲ့ဒီမှာအဲ့လို Inguli refugee တွေအဲ့လို Inguli တူတာတော့မှတချို့ဗမာလေးကနိုင်ငံခြားမှာတာနေတချို့တွေဆိုရင်ဒီ Australia တခုတည်းမှာကျွန်တော်တွေ့ရအရင်တော့ကျွန်တော်နေဘူးတခြားတိုင်းပြည်တွေမှာနေဘူးကျွန်တော်တိတ်မရောလို့လားတိတ်မတွေ့ရနှစ်ပေါင်းများစွာကြာပြီဆိုတဲ့လူတွေတော့မှမြန်မာစိတ်ဓာတ်ပဲတည်သလားပြောလိုက်သေးတယ်သူကဟာဒီဘေးကအကောင်များအကောင်ဟလားဘာအကောင်လဲလို့ဟာ तू ကဘုံမူ तू ကဘိုးကြီးဒီပေါင်းဒီမာလားမဟုတ်ဘူးလေဗမာပြည်မှာသူတို့ဗမာပြည်မှာအကောင်လေးအော်စိတ်ဓာတ်တွေကိုပါခမရတော့ကျွန်းစိတ်ကိုမပြောက်သေးနိုင်ငံရောက်နေတာတော့ဟိုကကျွန်းခံလာတော့မဝသေးဘူးဒီမှာဆက်ပြီးတော့ကြောက်ပြီးကျွန်းခံနေတော့အော်ဘကောင်းတယ်ဗျာအဲ့လောက်အုံနောက်အသွေးခေါ်ညစ်မာတဲ့ပုံကိုယ်တွေနိုင်ငံခြားမှာနှစ်ပေါင်းများစွာနေတယ်ဆိုတဲ့ပုံကိုယ်တွေတချို့တော်တော်များများတွေ့ရတယ်ရရသလားအော်ပါဗျာအော်ပါတချို့ကလာပြောသေးတယ်မင်းနဲ့ရှောက်မပြောနဲ့တော့သူတို့တွေကအဖွဲကြီးတယ်ကြောက်ပါတယ်ဗျာကြောက်နေရဟာဒီလိုကောင်ကြောက်မယ်တဲ့လားမင်းတို့ကောင်ဘောပဲမှန်တရားနဲ့နေတဲ့ကောင်ဘာမှကြောက်စရာမလိုဒီလိုမျိုးတိုင်းပြည်လာပြီးတော့ဟိုလူကအကောင်ဒီလူကအကောင်ကျွန်စိတ်ကမပြောက်တဲ့လူပဲအဲ့ဒါကြောင့်over and out ပါ